ခေါင်းတိုက်ပြီးပြောရင်ဘယ်လိုလုပ်မလဲမပြီးသေးဘူးတော့ငလေးကမပြီးသေးဘူးကြံနေဒီရကောင်းတယ်အဲ့တုတ်ကြကောင်းတယ်ဒီရလွတ်တယ်ဟုတ်တယ်ငလေးကလည်းထက်လို့ပြိုပါသေးလားပြိုမဲနေတာခုနကခေါင်းနှဲ့ထားပြီးသွားပြီ